မိုင်းဆိုတာများသောအားဖြင့်အောင်နိုင်သူတွေကရေးလေးရှိကြတာပါဒါပေမဲ့အီတလီနိုင်ငံဖီဇာမြို့မှာတော့သမိုင်းကိုမြေကြီးကရေးထွင်ခဲ့ပါတယ်ဘရာသာတို့ကတော့ဒါကိုရောမခေတ်လက်ရာအနုပညာတစ်ခု UNESCO ကမ္ဘာ့အမွေအနှစ်တစ်ခုဒါမှမဟုတ်အမှတ်တရဓာတ်ပုံရိုက်ဖို့နေရာတစ်ခုလိုပဲမြင်ကြမှာပါဒါပေမဲ့ဒါကိုတိဆောက်ခဲ့သူတွေအတွက်ကတော့နှစ်ပေါင်း200ကျော်ကြာဖြည့်ရှင်းလို့မရတဲ့အိမ်မက်ဆိုးကြီးဖြစ်ပါတယ်1183ခုနှစ်မှာဖီဇာမြို့ကပင်လယ်ရေကြောင်းမှာအလွန်အင်အားကြီးတဲ့အချိန်ဖြစ်ပြီးသူတို့ရဲ့ဂုဏ်သိက္ခာကိုပြသဖို့ခေါင်းလုံးမျှော်စင်ကြီးတစ်ခုစောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေခဲ့ပါတယ်ပီဇာဆိုတဲ့နာမည်ကဂရိဘာသာစကားအရနွန်ထူတတ်တဲ့မြေလို့အဓိပ္ပာယ်ရပါတယ်သူတို့ကတန်ချိန်14000လေးတဲ့စကြင်ကြောက်မျှော်စင်ကြီးကို3မီတာလောက်ပဲနှက်တဲ့အုတ်မြစ်တွေပေါ်မှာပျော့ပြောင်းတဲ့ရွှံစည်းနဲ့သဲမြေတွေပေါ်မှာတိဆောက်ခဲ့ကြတာပါတတိယဓာတ်ကိုရောက်လာတဲ့အခါမှာတော့မျှော်စင်ကြီးကတောင်ဘက်ကိုစောင်းပြီးကျုံဝင်လာပါတော့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုကဖြစ်လာပါတော့တယ်အဲ့ဒါကတော့စစ်ပွဲပါပဲပီဇာမြို့ဟာအိမ်နီးချင်းမြို့တွေနဲ့စစ်ပစ်ခဲ့တာကြောင့်မျှော်စင်ရဲ့တိဆောက်မှုကိုနှစ်တရာနီးပါးရနာခဲ့ရပါတယ်တကယ်လို့သာအဲ့တုန်းကစက်တိုက်ဆောက်ခဲ့လို့ရှိရင်မျှော်စင်ကြီးကပြိုကျသွားမှသိကြပါတယ်နှစ်တရာကြာရက်တန့်သွားတာကအောက်ကမိသားတွေကိုမျှော်စင်ရဲ့အလေးချိန်ကြောင့်ပိုပြီးကြစ်လက်သွားစေဖို့အချိန်ရစေခဲ့ပါတယ်1282ခုနှစ်ပြန်ဆောက်တဲ့အခါမှာတော့အင်ဂျင်နီယာတွေကစောင်းနေတာကိုပြန်ထိန်းဖို့ကြိုးစားခဲ့ကြပါတယ်သူတို့ကမျှော်စင်ရဲ့တစ်ဖက်ကိုတစ်ဖက်ထက်ပုံမြင့်အောင်ဆောက်ခဲ့ကြပါတယ်ဒါကြောင့်အခုသေချာကြည့်မယ်ဆိုရင်ပီဇာမျှော်စင်ကမြင်းဖြောင်ကြီးမဟုတ်ဘဲငပြောသလိုမျိုးအပေါ်ကိုကွေးတက်သွားတာမျိုးကိုတွေ့ရမှာပါ1990ခုနှစ်မှာအခြေအနေကတော်တော်ဆိုးရွားလာခဲ့ပါတယ်မျှော်စင်ရဲ့စောင်းတဲ့ဒီဂရီက 9.5 ဒီဂရီထိရှိလာပါတယ်ကွန်ပျူတာတွက်ချက်မှုတွေအရ 9.44 ဒီဂရီကျော်သွားရင်မျှော်စင်ကြီးကပြိုကျဖို့တေချာသွားပြီလို့ခန့်မှန်းထားခဲ့တာပါအဲဒါကြောင့်နှစ်ပေါင်း800အတွင်းမှာပထမအဆုံးအကြိမ်အများပြည်သူဝင်ခွင့်ကိုပိတ်လိုက်ရပါတယ်မျှော်စင်ကြီးကိုကျိုးရင်လည်းဆွဲမထားနိုင်ပါဘူးဘာလို့လဲဆိုတော့စကြင်ကြောက်တွေကအလွန်ကျွတ်ဆက်နေပြီးကျိုးပဲ့သွားနိုင်တဲ့အတွက်ပါအဲ့ဒါနဲ့သူတို့ကမြေကြီးတဲကမြေသားတွေကိုခွဲစိတ်ကူးသလိုမျိုးဖဲထုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ကစောင်းနေတဲ့ဘက်ကိုအလေးမတာမျိုးမဟုတ်ဘဲမျှော်စင်ရဲ့မြင့်နေတဲ့ဘက်ချမ်းကမြေသား38ကုဗမီတာကိုစနစ်တကျဆွဲထုတ်ခဲ့တာပါအဲ့ဒီနောက်မှာတော့ကပတ်ဆွဲရနဲ့ပဲမျှော်စင်ကြီးက16လက်မလောက်နောက်ပြန်တက်လာပါတယ်အဲ့ဒါကနောက်ထပ်200စာလုံလောက်တဲ့တည်ငြိမ်မှုကိုရရှိစေပါတယ်တကယ်လို့ brother တို့ကဒီလေကားတွေကိုတက်ခွင့်ရမယ်ဆိုရင်ထူးခြားတဲ့ခံစားချက်ရနေပါလိမ့်မယ်မျှော်စင်ကစောင်းနေတဲ့အတွက် brother တို့ရဲ့ဘုံနောက်တွေကဝေဝဝဖြစ်သွားစေပါတယ်တခါတည်းရဲ့နိုင်ရန်ကိုမှီလိုက်တယ်လို့မျိုးတခါတလေဘေးကိုပြုတ်ကျသွားမလို့ခံစားရတဲ့ဟာလွန်ခဲ့တဲ့နှစ်800ကမှားယွင်းခဲ့တဲ့အင်ဂျင်နီယာရဲ့တွက်ချက်မှုရဲ့ရလဒ်ကိုကိုယ်တိုင်ခံစားကြည့်နေတယ်လို့ပါပဲအဆုံးသတ်မှာတော့ပီဇာမျှော်စင်ကြီးကလူသားတွေရဲ့ဇွဲလုံးလောက်ကိုပြနေတဲ့မှတ်သားတစ်ခုပါပဲကျွန်တော်တို့မြေပြင်နေထားကိုလစ်လျူရှုခဲ့တဲ့တင်ချာတွက်ချက်တွေမှားခဲ့တယ်ပြီးတော့အဲ့ဒါကိုပြန်ပြင်ဖို့နှစ်ပေါင်း1000လောက်ကြိုးစားခဲ့ကြပါတယ်ဒါတောင်မှမျှော်စင်ကြီးကတော့အားလုံးရဲ့ကြားမှာမယိုင်မလဲစက်တိုက်ရှိနေသေးပါပဲမျှော်စင်ကြီးကိုနှစ်စဉ်လာရောက်တဲ့ခရီးသွားပေါင်း350ကျော်လာရောက်လိရှိပါတယ်ဒီလိုဗီဒီယိုမျိုးလေးကြာရင် Landify Channel ကို Like and Subscribe လုပ်ပေးကြပါဦးသိချင်တာရှိရင်လည်း comment မှာမှန်သွားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်